နည်းပညာဟာစက္ကန့်နဲ့အမျှတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကျွန်တော်တို့ဟာဒီတိုးတက်မှုကိုအမိလိုက်နိုင်ဖို့အတွက်နေ့စဉ်စ조사တည်ယူလေ့လာရင်စက္ကန့်နဲ့အမျှစ조사ရုန်းကန်နေကြရပါတယ်။ဒီလိုစ조사နေရတဲ့အခါလူအများစုဟာခက်ခဲပင်ပန်းမှုတွေကိုနေ့စဉ်နဲ့အမျှတိတ်တဆိတ်ခံစားနေကြရပြီးအပြင်ခန္ဓာကိုယ်ပင်ပန်းမှုသာမကစိတ်ပင်ပန်းမှုတွေကိုပါကြုံတွေ့လာကြရပါတယ်။လောဘဒေါသမောဟတွေနဲ့နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့အတွက်ကိုယ်ခန္ဓာပင်ပန်းမှုသာမကအတွင်းစိတ်ကိုပါငြိမ်ချမ်းစေတဲ့ကျွန်ုပ်တို့ကိုယ်ကွယ်ရာဘာသာတရားကိုတော့မေ့လျော့နေတတ်ကြပါတယ်။ဘလောက်ပဲခေတ်ကြီးတိုးတက်ပြောင်းလဲလာပါစေကိုယ်စိတ်နှလုံးကိုအမှန်တကယ်ငြိမ်ချမ်းစေတာကတော့မိမိတို့ကိုယ်ကွယ်ယုံကြည်ရာဘာသာတရားရဲ့အဆုံးအမတွေပဲဖြစ်ပါတယ်။လူအများစုဟာတခြားအလုပ်တွေအတွက်အချိန်စရာတွေသတ်မှတ်ထားတတ်ကြပေမဲ့စိတ်ဝိညာဉ်အတွက်အရေးကြီးတဲ့ဘာသာတရားအတွက်တော့အချိန်ပေးဖို့ပြက်ကွက်နေတတ်ကြပါတယ်။ဘာသာတရားကိုင်းဆိုင်ခြင်းကစိတ်ကိုတန်ရှင်းအေးချမ်းစေပါတယ်။စိတ်အေးချမ်းလာတဲ့အခါမှာတော့တခြားသူတွေနဲ့အစဉ်ပြေရှုံးမွေ့စွာနေထိုင်လာနိုင်ပြီးလောဘဒေါသမောဟတွေနှဲပါလာတဲ့အတွက်ပုံမကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်လာနိုင်မှာပါ။ငြိမ်းချမ်းခြင်းအစစ်အမှန်ဆိုတာဘဝမှာအခက်အခဲတွေမရှိခြင်းကိုသာဆိုလိုတာမဟုတ်ပဲခက်ခဲတဲ့လောကလယ်မှာပင်မိမိရဲ့စိတ်အတွင်းသက်တမ်းတည်ငြိမ်အေးချမ်းနေခြင်းသာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ်စိတ်နှလုံးငြိမ်းချမ်းတဲ့စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုပိုင်ဆိုင်နိုင်ဖို့အတွက်နေ့စဉ်မိမိကိုယ်ကိုယ်ယုံကြည်ရာဘာသာတရားနဲ့ထိတွေ့ဖို့အချိန်အနည်းငယ်လောက်ပေးကြပါလို့တိုက်တွန်းပါရစေရှင်။